ရာကြီးရဲ့စာတစ်စောင်ကိုဖတ်ပြအောင်မယ်နော်စကားလုံးတွေထက်လုံရက်နဲ့သက်သေပြပါတဲ့လူတစ်ယောက်ကိုတကယ်နားလည်လာတဲ့အခါသူပြောတဲ့စကားတွေထက်သူလုပ်တဲ့အရာတွေကိုပို့ပြီးတော့ယုံကြည်လာကြလိမ့်မယ်တဲ့အဲ့ဒါဘာကြောင့်လဲဆိုတော့စကားဆိုတာပြောဖို့တော့လွယ်လွန်းပါတယ်ဂရိပေးဖို့ကလည်းလွယ်တယ်လှပတဲ့စကားလုံးတွေကိုရွေးချယ်ပြီးတော့ပြောဖို့ဆိုပိုးတောင်လွယ်နေပါသေးတယ်တဲ့ဒါပေမဲ့အဲ့ဒီစကားတွေနောက်မှာတကယ်လိုက်ပါလာတဲ့လုပ်ရက်တွေရှိဖို့ကတော့နှလုံးသားနဲ့တာဝန်ယူမှုလိုအပ်တယ်မဟုတ်လားတဲ့ကျွန်တော်တို့တကယ်တန်ဖိုးထားရတဲ့အချစ်ခင်မင်မှုဆက်ဆံရေးဆိုတာငါနဲ့ကိုဂရုစိုက်တယ်လို့ပြောရုံနဲ့မပြီးသွားပါဘူးတဲ့ခက်ခဲတဲ့အချိန်မှာအနားမှာရှိပေးခြင်းနားထောင်ပေးဖို့အချိန်ပေးခြင်းဂရုတည်ပေးခြင်းမမြင်တဲ့နေရာမှာတော့ကိုယ့်အပေါ်တန်ဖိုးထားမှုကိုပြသပေးနိုင်ခြင်းအဲ့ဒါတွေကသာစစ်မှန်တဲ့မေတ္တာရဲ့ဘာသာစကားတွေပါတဲ့တခါတလေလူတစ်ယောက်ကလေစကားအများကြီးမပြောဘူးအချစ်အကြောင်းလည်းမကြွားပါတတ်ဘူးဂရုစိုက်ကြောင်းလည်းပြောမနေဘူးသူကဒါပေမဲ့သူရဲ့လုပ်ရက်သေးသေးလေးတွေကသူ့နှလုံးသားထဲမှာကိုယ့်ဘောဘလောက်တန်ဖိုးထားသလဲဆိုတာကိုဖော်ပြနေတတ်တယ်တဲ့ပင်ပန်းနေတဲ့အချိန်မှာအဆင်ပြေလားလို့မေးပေးတာလိုအပ်တဲ့အချိန်မှာတိတ်တိတ်လေးကူညီပေးတာကိုမရှိတဲ့နေရာမှာတော့ကိုယ့်ဘောတစ္ဆာရှိပေးတာအဲ့ဒီအရာတွေကစကလုံးထောင်ပေါင်းများစွာထက်ပို့ပြီးတော့တန်ဖိုးရှိပါတယ်ဘဝမှာလေအလှဆုံးဆက်ဆံရေးတွေဟာပြီးပြည့်စုံတဲ့လူနှစ်ယောက်ကြားမှာဖြစ်ပေါ်လာတာမဟုတ်ပါဘူးတယောက်နဲ့တယောက်စကားနဲ့လုပ်ရက်ကိုက်ညီအောင်စူးစမ်းပေးနိုင်တဲ့လူနှစ်ယောက်ကြားမှာဖြစ်ပေါ်လာတာပါတဲ့တနေ့တည်းကောင်းပြပြီးတော့နောက်နေ့မှာပြောင်းလဲသွားတာထက်နေ့ရက်တိုင်းမှာတည်ငြိမ်စွာနဲ့ကောင်းမွန်ပေးနိုင်ခြင်းကပိုပြီးတော့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ယုံကြည်မှုဆိုတာစကားတစ်ခွန်းတည်းနဲ့တိဆောက်လို့ရတာမဟုတ်ဘူး။အချိန်နဲ့လုပ်ရက်တွေကိုပေါင်းစပ်ပြီးမှတိဆောက်ရတာမျိုးပါတဲ့။ဒါကြောင့်လေကိုယ့်ဘဝတွေကိုဝင်လာတဲ့သူတွေကိုသူတို့ပြောတဲ့စကားနဲ့ပဲမတိုင်းတာပါနဲ့။သူတို့လုပ်ရက်တွေကိုကြည်ပါ။သူတို့ရဲ့တည်ငြိမ်မှုကိုကြည်ပါ။သူတို့နှလုံးသားရဲ့အရေးအသွေးကိုကြည်ပါတဲ့တကယ်ချစ်တဲ့သူဟာကိုယ့်ကိုအံ့ဩအောင်စကားလှလှလေးတွေပြောဖို့ထက်ကိုယ့်ကိုလုံခြုံစိတ်ချစေဖို့သူဟာကြိုးစားပါလိမ့်မယ်တကယ်တန်ဖိုးထားတဲ့သူဟာကိုယ့်ရှိမှသာမကောင်းပြပဲကိုမမြင်တဲ့နေရာမှာတောင်တူညီတဲ့လူတစ်ယောက်ဖြစ်နေပါလိမ့်မယ်ဒါပေမဲ့ဒီအတွေးကိုသူများစီကပဲမမျှော်လင့်ပါနဲ့နော်ကိုယ်တိုင်လည်းဒီလိုလူတစ်ယောက်ဖြစ်အောင်ကြိုးစားပါပြောတဲ့စကားနဲ့လုပ်တဲ့အရာကိုင်းညီတဲ့သူပြီးတဲ့ဂရိကိုတန်ဖိုးထားတဲ့သူရှိနေခြင်းနဲ့အခြားသူတွေရဲ့ဘဝကိုပိုကောင်းစေတဲ့သူဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့အမှန်တကယ်တန်ဖိုးဟာကျွန်တော်တို့ဘာပြောခဲ့သလဲဆိုတာထက်ဘယ်လိုနေထိုင်ပြုမှုခဲ့သလဲဆိုတာနဲ့တိုင်းတာခံရလို့ပါဒီနေ့လေစကလုံးလှလှလေးတွေထက်ယူသားတဲ့လုပ်ရက်တွေကိုရွေးချယ်ရပါမယ်ဂရိအကြီးကြီးတွေထက်တင်းငယ်တဲ့တည်ငြိမ်တဲ့ကျင်နာမှုတွေပေးအပ်တင်ပါတယ်တဲ့အချစ်ဆိုတာလေပြောပြနေဖို့အတွက်မဟုတ်ဘူးနော်ခံစားရစေဖို့ဖြစ်ပါကြောင်းဒေါက်တာပရိုဖက်ဆာဒေါက်တာဆိုင်းတော်ကြားမှာရေးသားထားပါတယ်ရှင်